ကောင်းခံပါကြဟုတ်ကဲ့တရုတ်ကျောင်းမှာခလေးတွေနဲ့ဆောက်ဆောက်ပေါ်ရတယ်အဲ့ဒါမိုးတဲ့နှက်ခေါင်းမတွေတနာကြီးဒါဆိုပြီးတော့ကိုရတယ်ဟိုဝါချစ်
ဟုတ်တယ်